Joshua ဘန်ကိုထပ်ရှုံးရင်ကျွန်တော်တို့ဒီပန်ဒိုဂျာရဲ့ legacy ကထိခိုက်သွားနိုင်မလားအားလုံးပဲမင်္ဂလာကျွန်တော် Spoken မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာဆိုရင်တော့ဒါ UFC fan တွေအားလုံးစောင့်မျှော်နေတဲ့ကျွန်တော်တို့ Joshua ဘန်နဲ့ Alexander ပန်ဒိုဂျာ rematch အကြောင်းကိုပြောတော့ပြမှာဖြစ်ပါတယ်ဒီပွဲကဆိုရင်ဒါလာမယ့်စက်တင်ဘာ19ရက်နေ့လို့တရားဝင်ဖြစ်သွားပြီလို့တော့ကျွန်တော်တို့ဒါ YouTube channel တွေကျွန်တော်သတင်းတွေကနေပြီးတော့တင်ပြနေရလဲတွေ့ရတယ်ကျွန်တော် Liquidia page တွေမှာဆိုရင်လည်းဒါပေါ်ပြနေရလဲတွေ့ရပါတယ်ဒီပွဲကဆိုရင်ဒါ champion ဘယ်သူဖြစ်မလဲဆိုတာထက်ကျွန်တော်တို့ဒီပရိသတ်တွေစိတ်ဝင်စားနေတာကဒါပန်ဒိုဂျာအနေနဲ့ဒီတစ်ခါထပ်ပြီးတော့ရှုံးသွားရင်ဘာဖြစ်မလဲတချို့ကတော့ကျွန်တော်တို့အဲ့ဒါသူ့ရဲ့ career အတွက်အကြီးဆုံးဖိအားပဲလို့တော့ပြောနေကြပါတယ်ပန်ဒိုဂျာမှာဆိုရင်ဒီဆုံးရှုံးစရာအများကြီးရှိတယ်Alexander ပန်ဒိုဂျာဆိုတာ UFC flyweight division ရဲ့ဒါ league တစ်ယောက်ပါchampion လည်းဖြစ်ဖူးတယ်ကျွန်တော်တို့ဒီ top contender တွေကိုလည်းအနိုင်ယူပါတယ် submission တွေဆိုရင်လည်းဒါအရန်ကိုကောင်းတယ်ဒါ fight IQ လည်းအရန်ကိုမြင့်တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုထိသူ့ကိုဒါလူတိုင်းကနေပြီးတော့လေးစားကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ league ဖြစ်လာလေ PR ပို့ပြီးတော့ကြီးလာလေပါJoshua ဘန်ကဒါမျိုးဆက်သစ် champion ဖြစ်တယ်ကျွန်တော်တို့ဒါမြန်မာကုံဆောင် play fighter ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်Joshua ဘန်အသက်ငယ်တဲ့မြန်တယ်ပြီးတော့ဒါသူ့အနေနဲ့လက်သီးတွေဆိုရင်လည်းဒါတော်တော်လေးမြန်ပါဒါကာဒီယိုကတော့ပြောစရာမလိုအောင်ကောင်းတယ်သူ့ရဲ့သက်လုံအားဆိုရင်ဒါ5 round လုံးကိုအေးစိတ်ကစားနိုင်တယ်ဆိုတာကိုသူ့အနေနဲ့တော့ဒါရှိတဲ့သက်လုံကောင်းမှဖြစ်ပါရဲ့ပေါ့နော်သက်လုံတော်တော်ကောင်းပါတယ်ကျွန်တော်ပရိသတ်အားပေးမှုဆိုရင်လည်းအရန်ကိုများတယ်ဒါသူက flyweight division ရဲ့ဒီမျိုးဆက်သစ်ကိုစားပြုနေတဲ့ fighter ဖြစ်လာပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီပွဲကဆိုရင်ဒါ old generation နဲ့ new generation တို့ရဲ့တိုက်ပွဲလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီတစ်ခါထပ်ရှုံးမယ်ဆိုရင်ကျွန်တော်ဒီပန်ဒိုဂျာကသူ့အတွက်အခက်ခဲရဆိုရင်ဒါတိုက်တဲ့ဆုံးရှုံးတာလည်းမဟုတ်ပါဘူးပရိသတ်တွေကြားမှာဆိုရင်ဒီ division ကမျိုးဆက်ပြောင်းလဲသွားပြီးဆိုတဲ့အမြင်ပို့ပြီးတော့ခိုင်မာလာနိုင်ပါတယ်တိုက်တဲ့ show ကိုထပ်ရဖို့ဆိုရင်လည်းကျွန်တော်ပိုခက်လာနိုင်တယ်အသက်အရွယ်ရတာပြိုင်ဘက်တစ်တွေတိုးလာတာနဲ့အတူဒါလမ်းကြောင်းကဆိုရင်လည်းနောက်ပြပို့ပြီးတော့ကျန်းလာပါတယ်Joshua ဘန်အတွက်တော့ဒါ Joshua ဘန်ဘက်ကတော့ဗျာဒါအနိုင်ရရင်ဒါချန်ပီယံဖြစ်ပို့ပြီးတော့အတည်ပြုနိုင်မယ်နောက်တစ်ခါတည်းမတော်တဆနိုင်တာမဟုတ်ဘူးဆိုတာကိုပို့ပြီးတော့တက်တည်ပြနိုင်မှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဘက်ဆိုရင်သူ့အတွက်လည်းအရေးကြီးပါတယ်ကျွန်တော်ဒီပန်ဒိုဂျာနိုင်ရနိုင်သေးလားဆိုတာဒါမေးကြဘောနော်မေးရလည်းဖြစ်တယ်ဘောနော်တကယ်လို့ तू ကသူ့အနေနဲ့ဗျာအင်တာဗျူးတွေမှာဆိုရင်လည်းဒါတော်တော်လေးကိုဒါJoshua ဘန်ပေါ်မလေးမစားတွေဒါလေးတိုက်ထားတွေများတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ဒီပွဲကသူ့အတွက် pressure များနိုင်ပါတယ်ပန်ဒိုဂျာအတွေ့အကြုံရမ်းများတဲ့ fighter တယောက်လည်းဖြစ်တယ်ဒါ submission တစ်ချက်နဲ့ဒါ fight ကိုပြောင်းလဲနိုင်တဲ့သူလည်းဖြစ်ပါတယ်ကျွန်တော်ဒီ grappling မှာဆိုရင်လည်းကျွန်တော် elite level ရှိနေတော့မယ်လို့ပြောလို့ရတယ်ပေါ့နော်ခုထိကိုJoshua ဘန်အနေနဲ့အမှားသေးသေးလေးတစ်ခုလုံးမြင်တောင်မှဒါပွဲရလက်ကပြောင်းလဲသွားနိုင်ပါတယ်ကျွန်တော်အမြင်ရဆိုရင်ဒီပွဲမှာဒါ PR ပုံများတဲ့သူကပန်ဒိုဂျာလို့ကျွန်တော်ကတော့မြင်ပါတယ်ချန်ပီယံဟောင်းတယောက်အနေနဲ့ကျွန်တော်ဒီ legacy ကိုဆက်ထိန်းသိမ်းရမယ်ကျွန်တော် Joshua ဘန်ကတော့ဒီချန်ပီယံအဖြစ်သူခေတ်ကိုစတင်ရေးသားနေတဲ့ fighter လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီ rematch ကဆိုရင်ခပတ်တစ်ခုတည်းအတွက်မဟုတ်ဘူးဒီ legacy နဲ့ဒီမျိုးဆက်ပြောင်းလဲမှုတွေကိုဆုံးဖြတ်ပေးမယ်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်ကျွန်တော်ခင်ဗျားတို့ကဒီတစ်ခါမှာဆိုရင်ဒါပန်ဒိုဂျာလက်စားချေနိုင်မယ်လို့ထင်လားဒါမှမဟုတ်ကျွန်တော်ဒီ Joshua ဘန်ကပဲချန်ပီယံဖြစ်ထပ်ပြီးတော့တက်တည်ပြနိုင်မယ်လို့ယုံကြည်ပါလားcomment မှာလည်းအမြင်တွေမျှဝေပေးကြလို့ရပါတယ်ဒီပွဲကိုတော့ကျွန်တော်တို့ main event လို့လည်းကြားသလိုကို main event ဖြစ်မယ်လို့လည်းဒါသတင်းတွေထွက်ပေါ်နေရပါတော့လောလောဆယ်မှာဆိုရင်ဒါလူကြိုက်များတဲ့ကောင်းဆုံး high ဆုံးပွဲဖြစ်တာအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ main event ဖြစ်ဖို့ပို့ပြီးတော့များနေတယ်လို့လည်းကြားပါရဲ့စက်တင်ဘာလ19ရက်နေ့မှာဆိုရင်တော့ဒါတေချာတော့ဖြစ်သွားပြီWikipedia page တွေတချို့သတင်း channel တွေသတင်းတွေပြောရရင်ကျွန်တော်တို့ TikTok တွေ YouTube Reddit တွေမှာဆိုရင်လည်းဒါတော်တော်လေးကိုဖော်ပြနေတာတွေ့ရတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒါ Joshua ဘန် Budget ပန်ဒိုဂျာ2ကဆိုရင်ဒါ high ဆုံးပွဲတစ်ပွဲဖြစ်မှာတေချာပဲလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်အဲ့လောက်ဆိုရင်တော့ကျွန်တော်ဒီနေ့သုံးသပ်ပေးခဲ့တယ်ဒါပြောရရင် Joshua ဘန် Budget ပန်ဒိုဂျာ2ကဆိုရင် rematch ပွဲလည်းဖြစ်ပြီးတော့ဒါပြောရရင်တို့ story လေး line တွေလည်းအများကြီးရှိရတဲ့အတွက်တော်တော်လေးကို hype ဖြစ်မယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်brother တို့ရဲ့အမြင်တွေကိုလည်း comment box ကနေပြောသွားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ Spoken မြန်မာ channel ကိုလည်း like and subscribe လုပ်သွားပေးကြပါဦး